ချို့လူတွေကပင်ကွင်းတွေကချစ်စရာကောင်းတယ်လို့ထင်ရတာကြောင့်သူတို့ကိုပုတ်တက်ပေးတာပြဿနာမရှိဘူးလို့ထင်ကြပါတယ်။ဒါပေမဲ့တကယ်တော့ဒါကအလွန်မှားယွင်းတဲ့အတွေးခေါ်တစ်ခုပါ။သူတို့ကလူသားတွေကိုမကြောက်မရွံ့ကြဘဲနဲ့တခါတရံမှာကျွန်တော်တို့ကိုသူတို့အတိုင်းဝိုင်းတွေကတကောင်လို့ပင်အထင်မှားတတ်ကြပါတယ်။အကယ်၍တင်ကပင်ကွင်းတကောင်ကိုထိတွေ့မိမယ်ဆိုရင်သူခန္ဓာကိုယ်မှာရှိတဲ့အပူထိန်ပေးတဲ့စီသားလွှာကိုတင်ပုတ်တက်မိနိုင်ပါတယ်။အဲ့ဒီစီသားလွှာမရှိတော့ရင်ပင်ကွင်းငှက်ကအေးမြတဲ့အခြေအနေကိုမခံနိုင်တော့ဘဲနဲ့အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ဘာကြောင့်အချို့လူတွေရဲ့လက်ချောင်းထိပ်တွေကရုတ်တရက်အဖြူရောင်ပြောင်းသွားရတာလဲလို့တင်တွေးပူပါသလားဒီလိုတုံ့ပြန်မှုကိုရေနိုးယောဂါလို့ခေါ်ပြီးဖြစ်ပွားစေတဲ့အဓိကအချက်က၄မျိုးရှိပါတယ်ပထမအချက်ကအချို့လူတွေရဲ့လက်ချောင်းတွေကသွေးကြောအသေးလေးတွေကပုံမှန်ထက်ပိုပြီးအထိမခံနိုင်ကြလို့ပါဒါကြောင့်အနှဲငယ်အေးဓာနဲ့တင်အယမ်းမြန်ကျင်းသွားနိုင်မှာဖြစ်ပါတယ်ဒုတိယတစ်ခုကအာယုံကြောစနစ်မှာဖြစ်ပါတယ်နောက်ထပ်အချက်တစ်ခုကတော့ခန္ဓာကိုယ်ကအေးမြမှုကိုတုံ့ပြန်မှုလွန်ခဲ့ခြင်းပါပဲအေးတက်ပိုလာတဲ့အခါခန္ဓာကိုယ်ကနှလုံးနဲ့အဆုပ်လိုအရေးပါတဲ့အစိတ်အပိုင်းတွေကိုနှွေးနေစေဖို့လက်တွေစီကနေသွေးပူတွေကိုဆွဲယူလိုက်ပါတယ်။ဒါပေမဲ့လူအများစုမသိကြတာကစိတ်ဖိစီးမှုကလည်းဒီလိုတုံ့ပြန်မှုမျိုးကိုစတင်နိုင်ပါတယ်